လေးဆိုတဲ့တရားပထမဆုံးမျက်လုံးပွင့်လာတဲ့အချိန်မှာတော့ကြောက်လန့်တရားအော်ဟင်းနေတဲ့အတန်းတွေကိုပဲစတင်ကြားလိုက်ရပါတယ်သူ့ရဲ့ပတ်လည်မှာတော့လူပေါင်းများစွာနဲ့တူမုံကာကွယ်တိုင်းတစ်ခုအတွင်းပိတ်မိနေကြတာပါဘာတွေဖြစ်နေမှဘယ်သူမှမသိကြသလိုအားလုံးဟာလည်းတုံလုံး၆ချားနေကြပါတယ်လေးတယောက်အရှင်တွေကိုလေ့လာဖို့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့သူတစ်ခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့နေရာကိုရောက်နေတာကြောင့်အတော်လေးအံ့အားတင်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ရှိမှရှိတဲ့ရုပ်ထုကြီးစီကနေတောက်ပါတဲ့အလင်းတန်းတွေထွက်ပေါ်လာခဲ့သလိုဓာတ်ရဲ့အပြင်ဘက်မှာလည်းကြောက်မဖွယ်ကောင်းတဲ့မိတ်ဆက်တတဝါကြီးတွေကိုမြင်လိုက်ရပါတယ်ဒါဟာအိမ်မက်တစ်ခုလိုလူတိုင်းကထင်ပန်းနေကြပြီပဲလီကတော့ဒါဟာတကယ်လက်တွေ့ဘဝဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်နေခဲ့ပါတယ်တကယ်တော့သူကလွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကတည်းအိမ်မှာအေးအေးဆေးဆေးထမင်းစားနေခဲ့တာပါအဲ့ဒီအချိန်မှာပဲသူ့ရဲ့ဖုန်းထဲကို notification တစ်ခုရောက်လာခဲ့ပြီးဂိမ်းထဲမှာပါဝင်ဆင်နွှဲမလားဆိုတဲ့ဖိတ်ခေါ်ချက်ကိုဘာမှအများကြီးမစင်စားပဲလက်ခံလိုက်မိတာကနေအခုလိုအချိန်မျိုးရောက်လာခဲ့တာဖြစ်ပါတယ်လူတွေအားလုံးအပြင်ထွက်ဖို့ကြိုးစားနေကြပြီမဲ့ဘယ်သူမှထွက်လို့မရခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကရှေ့ထွက်လာပြီးအားလုံးကိုစိတ်အေးထားဖို့ဖြောင်းပြလိုက်တယ်သူကလီကိုဒီအချိန်တွေကိုတိလာလို့မေးခဲ့ပြီမဲ့လီကလည်းဘာမှမသိခဲ့ပါဘူးရုတ်တရက်ဆိုသလိုရုပ်ထုစီကနေအတန်ထွက်ပေါ်လာခဲ့တယ်အဲ့ဒီအတန်ကတော့သူတို့ကိုဒီကဘာစီဖိတ်ခေါ်လိုက်တဲ့နှက်ဖျားမရဲ့အတိုင်းပဲဖြစ်ပါတယ်ဒီတက်ကြီးကိုကယ်တင်ဖို့အတွက်သူတို့ကိုခေါ်ယူခဲ့တာဖြစ်ပြီးအခုရောက်နေတဲ့နေရာဟာ starting point လို့ခေါ်တဲ့အတိတ်ဆောက်ဆောင်ရမယ့်နေရာဖြစ်ပါတယ်ဒီနေရာမှာစားစရာတောက်စရာနဲ့လက်နက်တွေကိုထောက်ပံ့ထားသလိုလူတိုင်းမှာလည်းအထူးစွမ်းရည်တွေရရှိနိုင်မှာဖြစ်ပါတယ်စွမ်းရည်အစစ်တမ်းတွေကိုတော့ common ren heroic နဲ့ legendary ဆိုပြီး၄မျိုးခွဲခြားထားပါတယ်ဒီကတော့လန်တစ်ချောင်းကိုလက်နက်ဖြစ်ရွေးချယ်လိုက်ပါတယ်နှက်ဖျားမကလူတိုင်းကိုမိကိုကာကွယ်ဖို့တတိပေးလိုက်တဲ့အချိန်မှာပဲအပြင်ကမိစ္ဆာတွေရဲ့တိုက်ခိုက်မှုကြောင့်ကာကွယ်ဒန်းကြီးဟာစတင်အပ်ခွဲလာခဲ့တယ်လီတို့အနေနဲ့သူတို့ရဲ့စွမ်းရည်တွေကိုတီးကျင် status window လို့အော်ပြောရမှာဖြစ်ပါတယ်လူတိုင်းအော်လိုက်တဲ့အခါသူတို့အချိန်မှာအချက်လက်စရာတွေပေါ်လာပါတော့တယ်လီရဲ့ status ကိုကြည့်လိုက်တဲ့အခါမှာတော့အရာအားလုံးဟာ common စင်တွေဖြစ်နေပေမဲ့ကံကောင်းစွာနဲ့ပဲ hero အစစ်ရှိတဲ့ mind eye ဆိုတဲ့ဒူစွမ်းရည်တစ်ခုပါဝင်နေပါတယ်ဒီစွမ်းရည်ဟာအခြားသူရဲ့ status နဲ့ parameter တွေကိုပါမြင်နိုင်တဲ့စွမ်းရည်မျိုးပါဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့လီရဲ့အနာဂတ်တူးတန်းနိုင်စွမ်းဟာအမိုက်ထက်တောင်ဆိုးဝါးနေပြီးသူဘယ်လောက်ပဲကြိုးစားဘယ်တော့မှတန်မာလာမှာမဟုတ်ဘူးလို့အချက်လက်တွေကဖော်ပြနေခဲ့တယ်လီတယောက်အတော်လေးဒေါသထွက်ပြီးစိတ်ပြတ်သွားခဲ့ပေမဲ့အရှုံးမပေးပဲအသက်ရှင်မှုလမ်းစာကိုရှာဖွေပါတယ်အဲ့ဒီအချိန်မှာပဲကာကွယ်ဒန်းကြီးပြက်စီသွားပြီးမိစ္ဆာတွေအထက်ကိုကျူးကျော်ဝင်ရောက်လာပါတယ်လူတွေအားလုံးထွက်ပြေးနေကြတဲ့အချိန်မှာလူတယောက်ကတော့အားလုံးကိုပြန်လဲတိုက်ခိုက်ဖို့တိုက်တွန်းနေခဲ့တယ်လီကအဲ့ဒီလူရဲ့ status ကို mind eye နဲ့ကြည့်လိုက်တဲ့အခါမှာတော့အလွန်ကောင်းမွန်တဲ့ heroic level စွမ်းရည်တွေရှိနေတာကိုတွေ့ရပါတယ်အဲ့ဒီမှာလီရဲ့ညံနဲ့ကစတင်မှာတော့ငါအတွက်လူသားဒိုင်းလွှာကိုတွေ့ပြီးအဲ့ဒီလူကိုကာကွယ်ပေးမဲ့ပုံစံနဲ့ရှိခဲ့လိုက်ပါတယ်လီဟာကိုယုံကြည်မှုရှိတဲ့ပုံစံနဲ့အတူတူတိုက်ပွဲဝင်ဖို့ပြောလိုက်တဲ့အခါမှာတော့အဲ့ဒီလူကတဘောကျသွားခဲ့တယ်တိုက်ပွဲအတွင်းမှာလီဟာအဲ့ဒီလူကို goblin တွေရန်ကနေကူညီပေးလိုက်ပြီးယုံကြည်မှုရအောင်လှုပ်ဆောင်တယ်တကယ်တော့ဒါဟာလီခင်းထားတဲ့ထောင်ချောင်းတစ်ခုဖြစ်ပြီးအဲ့ဒီတန်မာတဲ့လူကိုအတုံးချပြီးတူတက်ရှင်မှုကြိုးစားနေတာပါအပြန်အလှန်အားဖြင့်အဲ့ဒီလူကလည်းလီကိုဘေးကင်းအောင်ပြန်လည်ကာကွယ်ပေးခဲ့တယ်နောက်တော့သူတို့နှစ်ယောက်ချစ်ဆက်ဒွားနေနဲ့အပြင်ကိုထွက်လို့ရမယ့်ဂိမ်းပေါက်တစ်ခုကိုတွေ့လိုက်ရတဲ့အတွက်တော်တော်လေးကိုဝမ်းသာသွားကြပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲနောက်ကနေအကူအညီတောင်းနေတဲ့အတန်းကိုကြားလိုက်ရပြန်တယ်လီနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ goblin အုပ်စုကလူတစ်ယောက်ကိုဖမ်းဆီးထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီလူကလီကိုမျောလင်းချက်အဖြစ်နဲ့ကူညီဖို့တောင်းဆိုနေပေမဲ့လီကတော့ခဏလောက်စဉ်းစားပြီးအဲ့ဒီလူစီကိုပြေးသွားခဲ့တယ်ကဲမလို့များလားလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့လီကအဲ့ဒီလူစီမှာရှိတဲ့စားကြတွေကိုပဲလူယူပြီးထွက်ပြေးခဲ့လိုက်တာပါအဲ့ဒီလူခင်ဗျာတော့ monster တွေရဲ့ဝိုင်းအောင်စားတောက်ခြင်းကိုခံလိုက်ရပြီးအတက်ပြောက်သွားခဲ့ရတယ်လီကစိတ်ထဲကနေတောင်းပန်နေပေမဲ့လည်းဒီလူကြောင့်သူတို့နောက်ထပ်အရှင်းတော်ကြအောင်အတက်ဆက်နိုင်တော့မယ်ဆိုပြီးကျေးဇူးတင်စကားတောင်းဆိုလိုက်ပါလေနောက်တော့လီနဲ့အဲ့ဒီလူကြီးဟာထောင်တစ်ခုလိုနေရာမျိုးကိုရောက်လာခဲ့ပါတယ်လီကဒီကဘာကြီးဟာ status window တွေ level up တွေရှိနေတဲ့ဂိမ်းတစ်ခုလိုဖြစ်နေပြီဆိုတာကိုရှင်းပြလိုက်တယ်သူတို့မှအခုလောလောဆယ်စားကြနဲ့ရေအလုံးလောက်ရှိနေတာကြောင့်တခြားသူတွေထက်အရှင်းတွေပူတာနေတယ်လို့ပြောနိုင်ပါတယ်အဲ့ဒီချိန်မှာပဲသူတို့စီကိုအကောင်ကြီးမားတဲ့ monster တစ်ကောင်ရောက်လာခဲ့တယ်လီကတူးရဲ့အထူးရချင်းဖြစ်တဲ့ mind eye ကိုတုံပြီးကြည့်လိုက်တဲ့အခါဒီ monster ကမျက်စိမမြင်ဘူးဆိုတာကိုသိလိုက်ရတယ်ဒါကြောင့်လီကအတန်တိတ်နေဖို့အချက်ပြပြီး monster ရဲ့မျက်လုံးကိုလန်နဲ့အားရပါရထိုးဆိုင်ပြီးတက်ပစ်လိုက်တယ်ဒီလိုနဲ့လီရဲ့ string point ကတမတ်တိုးလာခဲ့တယ်လီကအဲ့ဒီလူကြီးရဲ့ပခုံးကိုကိုင်ပြီးငါတောင်လုံးနိုင်ရင်မင်းလည်းလုံးနိုင်မှာပါဆိုပြီးမျက်ပင်ပေးလိုက်တယ်လီရဲ့စိတ်ထဲမှာတော့အဲ့ဒီလူကြီးရဲ့ angus point ကအမှတ်20တောင်ရှိနေတာကြောင့်သူ့ကိုအတုံးချဖို့ပဲကြံစည်နေတာပါဒီလူကြီးရဲ့နာမည်က pack လို့ခေါ်ပြီးလီကို broly လို့ခေါ်ဖို့ခွင့်တောင်းခဲ့ပါတယ်လီကလည်းသဘောတူလိုက်ပြီး monster ရဲ့အီကွန်ကိုခွာဖတ်အတွက်အင်ကြီးပေးလိုက်တဲ့အခါဖက်ကတော့တော်တော်လေးကိုစစ်လို့ချပြီးမြေတောင်ကျသွားခဲ့ပါတယ်သူတို့နှစ်ယောက်ဒီနေရာကနေထွက်ပြီးပိုတက်မှလာအောင် class တစ်ခုရွေးချယ်ဖို့ပြင်ဆင်နေကြတယ်အဲ့ဒီချိန်မှာပဲမြေကြီးတွေတုံးခါလာပြီးမိန်းကလေးတစ်ယောက် monster တွေစီကနေထွက်ပြေးလာတာကိုတွေ့လိုက်ရတယ်သူမနာမည်ကဟာယန်ဖြစ်ပြီးလီကတော့အန်ရရှိတာကြောင့်ဖက်ကိုအမြန်ပြေးဖို့ပြောလိုက်တယ်ဒါပေမဲ့လီကဟာယန်ကို mind eye နဲ့ကြည့်လိုက်တဲ့အခါမှာတော့သူ့မျက်လုံးကိုတောင်သူမြုံနိုင်လောက်အောင်ဖြစ်သွားခဲ့တယ်ဘာလို့လဲဆိုတော့ဟာယန်ရဲ့ mana rank ကဘယ်သူမှမရနိုင်တဲ့ legendary rank ဖြစ်နေလို့ပါပဲဒီလိုခြားပါလာတဲ့အရေးချင်းရှိသူကိုလွတ်မပေးနိုင်တာကြောင့်လီကစိတ်ပြောင်းသွားပြီးဟာယန်ကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်ဖက်ကကြောက်နေခဲ့ပေမဲ့လည်းလီကတိုက်ခိုက်ရမယ်လို့အမိန့်ပေးလိုက်တယ်လီကဟာယန်ကိုကြောက်တုံနောက်မှာပုံနေမှုပြောပြီးဖက်ကိုတိုက်ခိုက်ခိုင်းလိုက်ပါတယ်ဖက်တိုက်ခိုက်နေတော့မှပဲလီကလည်းလန်နဲ့ monster ကိုအတေတက်ပစ်လိုက်တယ်ဒါပေမဲ့နောက်ထပ် monster တစ်ကောင်ကလီနောက်ကိုလည်းတိုက်ခိုက်ဖို့ပြင်နေတဲ့အချိန်မှာပဲရုတ်တရက်လူတယောက်ပေါ်လာပြီး monster အလုံးကိုတစ်ချက်တည်းနဲ့အပိုင်ပိုင်းဖြတ်ပစ်လိုက်ပါတယ်လီကအန်ဟောတွန်းလို့ပြီးအဲ့ဒီလူကိုမိုင်းအိုက်နဲ့စစ်ဆေးလိုက်တဲ့အခါမှာတော့သူ့ရဲ့ status တစ်ခုချင်းစီတိုင်းက legendary rank တွေဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒါတင်မကတည်းပဲအဲ့ဒီလူရဲ့အပေါ်မှာ regressor of Athena ဆိုတဲ့ခေါင်းစဉ်ကိုတွေ့လိုက်ရတဲ့အခါလီတော်လေးကိုထိတ်လန့်သွားတယ် regressor ဆိုတာအတိတ်ကနေပြန်လာတဲ့သူဖြစ်တာကြောင့်ဒီလူကဒီကဘာကြီးရဲ့အနာဂတ်ကိုတီးနေတဲ့သူဖြစ်နေပါတယ်အဲ့ဒီလူရဲ့နာမည်က Kim လို့ခေါ်ပါတယ်သူကတူကိုတူမိတ်ဆက်လိုက်တဲ့အချိန်မှာပဲလီကတူကိုအကဲခတ်ဖို့ system ကိုတုံးပြလိုက်တယ်အဲ့ဒီချိန်မှာပဲမယုံနိုင်စရာ notification တစ်ခုတက်လာခဲ့ပါတယ်အဲ့ဒါကတော့ဒီလူရဲ့အရေးချင်းဟာလီနဲ့ရှင် preset တစ်ကောင်လိုပဲဖြစ်နေပြီတူကိုတူဒီလူနဲ့တွားနာရှင်နေမိရင်တော့အဲ့ဒီအတွက်ဂုံတူးနေဆိုတဲ့အကြောင်းအရာပါပဲလီက Kim ရဲ့ status တွေကိုကြည့်ပြီးလုံးဝအံ့အားတင်သွားခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ Kim ရဲ့ကုခန္ဓာကြက်ခိုင်မှုလေမြတ်မှုနဲ့ခွန်အားတွေက legendary rank တွေဖြစ်နေလို့ပါပဲဒီလို status မျိုးတွေကတကယ်ပဲရှိနိုင်ပါမလားလို့လီတယောက်စဉ်းစားနေလုံးပါပဲ Kim ကလီတို့အဖွဲ့ကိုကြည့်ပြီးသူတို့အားလုံးတိုက်ခိုက်ရေးမှာတော်ပုံရတဲ့
နေလို့ချီကျူးစကားပြောလာခဲ့ပါတယ်ဖက်ကလည်းဒါတွေအားလုံးကကျွန်တော်အကူလီရောက်မှာဆိုပြီးလီကိုဂုံတင်ပေးလိုက်ပါလေလီကခင်မြက်အစွမ်းတွေကိုစကြည့်လိုက်တဲ့အခါသူက legendary rank skill ရှိတဲ့ဒါတမကျွမ်းကျင်သူ so master expert တယောက်ဖြစ်နေတာကိုတွေးလိုက်ရတယ်ဒါကိုမြင်လိုက်ရတဲ့လီကခင်မြက်အစွမ်းတွေအပေါ်တော်တော်လေးမနာလို့ဖြစ်သွားခဲ့ပေမဲ့မျက်နှာကိုတော့အပြုံးမပြပဲကျွန်တော်နာမည်လီကင်ဟောင်းပါကူညီပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီးရင်ကြီးကြီးပဲပြန်ပြောခဲ့တယ်အဲ့ဒီနောက်ခင်ကသူကအတက်ရှင်ကြံရစ်သူတွေကိုစုစည်းပြီးစကန်တစ်ခုတီထောင်ထားတဲ့အကြောင်းနဲ့အဲ့ဒီမှာလူပေါင်း30နီးပါးရှိနေပြီဖြစ်ကြောင်းပြောပြလာခဲ့တယ်ခင်ကသူတို့ကပါအဲ့ဒီစကန်ကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်လိုက်တဲ့အခါလီကစိတ်ထဲမှာတော့ဒီလိုအချိန်မျိုးမှာစကန်တစ်ခုတီထောင်ပြီးအချိန်ဖြုံးနေတာကအတိတ်ပဲမရှိဘူးလို့တွေးနေခဲ့တယ်ဒါပေမဲ့လီကဆက်ချင်ပဲတစ်ခုကိုရိပ်မိတော့ပါတယ်ခင်ဟာဒီနေ့အကြောင်းအကုန်သိနေတယ်လို့ဖြစ်နေတာကြောင့်သူကအနာဂတ်ကနေပြန်လာတယ် regressor တယောက်ဖြစ်မယ်ဆိုတာကိုလီသိလိုက်ပါတယ်ဒီလူနေတာပတ်သက်မှုကောင်းထားနိုင်ရင်ငါအတွက်အကျိုးရှိနိုင်တယ်လို့တွေးပြီးလီကကန်လက်ချက်ကိုလက်ခံလိုက်တယ်အဲ့ဒီနောက်မှာတော့လီကကြောက်လန့်နေတဲ့ဖျက်စီကိုတွားပြီးကျင်နာတဲ့ပုံစံနဲ့လက်ခံပေးလိုက်တယ်ဒီအချိန်မှာထူးဆန်းတာကခင်ဟာဖျက်ကိုမြင်မြင်ချင်းမှာပဲလုံအောင်ကိုစစ်လို့ချသွားပြီးသူမစီကိုအပြေးလွှာရောက်လာခဲ့တယ်ခင်ကတူကိုတူမိတ်ဆက်ပြီးဖျက်ကိုနောက်မှာဘာကူညီပဲလို့ပြောနိုင်တယ်လို့ဂရုတွေပေးနေပါတော့တယ်ဒါကိုကြည့်ပြီးလီကခင်ဟာဖျက်ကိုအရင်ကတည်းကတိနေခဲ့ပြီးသူမကိုရှာနေခဲ့တာဖြစ်မယ်လို့ကောက်ချက်ချလိုက်တယ်အနာဂတ်မှာဖျက်ကအစွမ်းထက်တဲ့မိုးဆရာကြီးတယောက်ဖြစ်လာမှာပဲခင်ကတော့အနာဂတ်ကပြန်လာတဲ့သူဆိုတော့ဒီနေ့အလုံးကငါအတွက်ရတနာတွေပဲလို့လီကစိတ်ထဲကနေကြီးနဲ့စွာနဲ့ရေမောနေကြတော့တယ်နောက်တနေ့မှာတော့သူတို့အားလုံးခင်မြက်စကန်ကိုရောက်သွားကြတယ်အဲ့ဒီမှာဖက်ချီယာလို့ခေါ်တဲ့အမျိုးသမီးတယောက်ခင်ကိုကျူဆိုဖို့ထွက်လာခဲ့တယ်လီကတူရဲ့ mind eye ဆွမ်းအားကိုတုံးပြီးသူမကိုအကဲခဲလိုက်တဲ့အခါမှာတော့စနစ်ကနေဂုံယူပါတယ်မင်းလိုပဲအမိုက်လိုစိတ်ဓာတ်ကြီးတယ်လက်တွဲဖို့ကိုရှာတွေ့ပြီလို့ပြောင်းချော် notification ပေးလာခဲ့ပါတယ်လီကဒါကိုဖတ်ပြီးတော်တော်လေးဒေါ်ထွက်သွားပြီမဲ့ဂျီဟာရဲ့ status ကိုကြည့်လိုက်တဲ့အခါသူမတကယ်ကိုတကူကောင်းဆိုင်တဲ့သူဖြစ်နေတာကိုတွေ့လိုက်ရတယ်ဂျီဟာကအတေးရောက်လာတဲ့သူတွေကိုအကဲခတ်တဲ့အခါတရားရထားတဲ့ဖျက်နဲ့အားနဲ့ပုံရတဲ့လီကိုထင်သေးတဲ့အကြည့်တွေနဲ့ကြည့်ခဲ့ပါတယ်ဒါပေမဲ့ဖက်ကတူတက်ရှင်နေတာလီကြောင့်မလို့ပြောလိုက်တဲ့အခါမှာတော့သူမရဲ့မျက်နှာထားကချက်ချင်းပြောင်းလဲသွားပြီးလီကိုဖော်ရွေးနဲ့အကိုလေးကျမကိုတေချာဂယူးဆိုင်ပေးပါအောင်တော့ဆိုပြီးရွှေနေပါတော့တယ်လီကတော့သူမဟာသူ့တို့လူစားမျိုးပဲဆိုတာကိုတန်းသိလိုက်တယ်နောက်တနေ့မနက်မှာတော့လီကခင်နဲ့စကားပြောရင်ဒီစကန်ရဲ့အရှင်တွေကိုစူးစမ်းလိုက်တယ်ခင်ကရိုးတတာပဲစမ်းလိုက်ခါနဲ့ရေခက်ခဲရှိနေပြီးလူ30ကိုထိန်းရတာခက်ခဲကြောင်းပြပြလာတယ်အဲ့ဒီခါလီကတက်ခိုင်းနေစွမ်းမရှိတဲ့လူတွေကဝန်တော့ဝန်ပိုးတွေပဲငါကပရဟိတဓမ္မမဟုတ်ဘူးလို့ဘုရင်လင်ပြောလိုက်တဲ့အတွက်ခင်စစ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့လီကဇက်လန်ကိုချက်ချင်းပြောင်းလိုက်ပါတယ်ဒါပေမဲ့လည်းမင်းနဲ့တူငါရောဘက်ပါပူပေါင်းပြီးတက်ခိုက်ပေးပါမယ်ငါလည်းအားလုံးကိုဒီနေရာကနေလွတ်မြောက်စေချင်တာပါလို့လင်ညာပြီးပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ခင်တယောက်မတရားဝမ်းနာသွားခဲ့တာဖြစ်တယ်ဒါပေမဲ့လီကတော့အပိုင်တွက်ထားတဲ့သူမို့ငါကတခြားလူတွေအတွက်ကိုယ့်တက်ကိုအဆုံးရှုံးခံမဲ့သူမဟုတ်ဘူးအတကြီးတယ်လို့ပဲပြောလက်ရှိအရှင်တွေကဒီလိုပဲဖြစ်တယ်ဆိုပြီးပုပ်ပွလင်ပြောချလိုက်တယ်ဒါကိုလည်းခင်ကနားလည်ပေးခဲ့ပါတယ်တကယ်တော့ဒါဟာလီရဲ့အကွက်ဖြစ်ပြီးနောက်မှာသူ့ကိုဘဒူအတွက်မှာအနစ်နာခံခိုင်းလို့မရအောင်လမ်းကြောင်းခင်းလိုက်တာပဲဖြစ်ပါတယ်လီကခင်ရဲ့ရှေ့လုပ်ငန်းစဉ်တွေကိုမေးမြန်းရင်းနဲ့သူ့စီကနေအကျိုးမြတ်တစ်ခုထပ်ရမလားဆိုတာကိုမျက်စိမပြတ်စောင့်ကြည့်နေရတယ်ခင်ကတော့အစအပိုင်းမှာရွေးချယ်စရာတစ်ခုရှိတဲ့အကြောင်းအသက်ရှင်မှုအတွက်ဆိုရင်အားလုံးကိုကဲတင်ဖို့ကမဖြစ်နိုင်ဘူးဆိုတာကိုလီကထောက်ပြလိုက်တယ်ဘာလို့လဲဆိုတော့အရှင်ကြာလာတာနဲ့အမျှအစာအစာပြက်လက်မှုတန်ကိုလူတိုင်းခံစားရမှာမို့လို့ပါပဲဒီလိုနဲ့သူတို့နှစ်ယောက်ဟာရှေ့ဆက်ပြီးလက်တွဲလှုပ်ဆောင်ဖို့သဘောတူညီမှုရခဲ့ကြတယ်လီရဲ့အမြင်မှာခင်ကသူ့ကိုတက်ခရေးထက်စီမံခန့်ခွဲမှုအပိုင်းမှာတော်တဲ့သူတယောက်လို့သတ်မှတ်ထားတဲ့ဆိုတာကိုရေးမိခဲ့တယ်အဲ့ဒီနောက်မှာတော့သူတို့အားလုံးဒန်ဂျွန်ထဲကိုရောက်သွားပြီးမွန်စတာတွေကိုအတူတူရှင်းလင်းခဲ့ကြတယ်အားလုံးကစုပေါင်းတိုက်ခိုက်လိုက်တဲ့အတွက်မွန်စတာတွေကိုအလွယ်တကူပဲနေနိုင်ခဲ့တယ်အဲ့ဒီချိန်မှာပဲအားလုံးရဲ့ရှိမှာ status window တွေပေါ်လာပြီး class ရွေးချယ်ဖို့အခွင့်အရေးရခဲ့ပါတယ်လီစီမှာတော့ option လေးခုပေါ်လာခဲ့တယ်အထူးခြားဆုံးကတော့ commander class က variant ဖြစ်နေတာပါပဲဒါပေမဲ့အဲ့ဒီ class ရဲ့အားနည်းချက်က basket မှမရှိပဲနောက်ကနေအမိန့်ပေးရုံပဲဖြစ်နေတာပါနောက်ဆုံးမှာတော့လီက make class ကိုပဲရွေးချယ်လိုက်တယ်လီဘာလို့ make ကိုရွေးခဲ့တာလဲဆိုတော့ commander class မှာ step point တွေမရနိုင်တယ်လို့ကိုယ်တိုင်တက်ခိုင်းနိုင်တဲ့စွမ်းရည်လည်းမရှိလို့ပဲဖြစ်ပါတယ် make class ကတော့ step point တွေအများကြီးရတယ်လို့ mana လည်းတိုးလာတာကြောင့်တူတက်ပို့ပြီးအတုံးဝင်ခဲ့တယ် system ကနေဘူလူတာတွေသူ့အုံနောက်ထဲထည့်ပေးလိုက်တဲ့အချိန်မှာလီတယောက်တကယ်ကိုကြီးနေသွားခဲ့တယ်ဆက်လက်ပြီး pack ရဲ့အလဲမှာတော့ shield warrior နဲ့ priest ဆိုပြီး option တစ်ခုပေါ်လာပါတယ် pack က priest လို့ရှင်းပေမဲ့လီနဲ့ခင်တို့နှစ်ယောက်လုံးက shield warrior လို့ဖို့တပြိုင်နက်တည်းအော်ပြောခဲ့ကြတာမို့ pack တယောက် shield warrior ပဲဖြစ်သွားခဲ့ရပါတယ်လီကတော့ pack တက်မှလာတာကိုပဲကြည့်ပြီးနောက်တစ်ချိန်မှာသူ့ကိုတုံးချဖို့အကွက်ချောင်းနေပြန်ပါတယ်ဆန်လိုက်ကခွဲတန်းချတဲ့နေရာမှာလေလီကအိတ်ပဲယူပြီးကျန်တာတွေကိုခင်ကိုပေးလိုက်တယ်ဒါခင်ရဲ့ယုံကြည်မှုကိုရယူဖို့အတွက်တူလို့ဆောင်လိုက်တဲ့ viewer တစ်ခုပါပဲနောက်တော့အတက်ရှင်ကြံရင်သူတွေရဲ့စကန်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်စကန်မှာ GR ဆိုတဲ့အမျိုးသမီးကစကန်မှာရှိတဲ့ညက်မိုးနေတဲ့သူတွေကိုအဆအဆတွေဝင်းမြပေးနေခဲ့တယ်အလုံးမလုံးပဲအပြင်းထူနေတဲ့သူတွေကိုလည်းခက်ပြပြပဲဆက်ဆံခဲ့တယ်ခင်တို့အဖွဲ့ဒန်ဂျန်ကနေပြန်ရောက်လာတဲ့အခါမှာတော့အားလုံးကဝမ်းနာအရာကြိုးဆိုကြပြီးဂျီဟာကအဆအဆတွေကိုစနစ်တကျခွဲတန်းချပြီးဖို့တာဝန်ယူလိုက်တယ်လီကတော့သူ့အိတ်ကိုလာကူတယ်ပေးမဲ့သူကိုဂရုမစိုက်ပဲကြိုးသွားခဲ့တယ်ငါတို့ကလူမှုဝန်ထမ်းတွေမဟုတ်ဘူးစားကျင်တက်ခတ်ရမယ်ဆိုတဲ့သူ့ရဲ့ခက်မမိုင်မူဝါဒကိုထက်လောင်ပြောပြခဲ့တယ်ခေါင်းဆောင်ဖြစ်တဲ့ခင်မရှိတဲ့အချိန်မှာဒီစကန်တစ်ခုလုံးကိုဂင်နာဆိုတဲ့မင်းကလေးကပဲစိတ်ကြိုက်ရှင်းလည်နေတာပါပြောရရင်ခင်မရှိရင်သူကပဲဒီနေရာရဲ့ဘယင်မပေါ့လူတိုင်းကလည်းသူ့အမိန့်ကိုပဲနာခံနေကြတာပါတစ်ဖက်မှာလည်းပျော်ပါနေကြတဲ့သူတွေရှိတယ်လို့နောက်တစ်ဖက်မှာလည်းကျွလုံးအလုပ်ကျွေးပြုတ်ပြီးပင်ပန်းနေရတဲ့သူတွေရှိနေပါတယ်အဲ့ဒီထဲမှာတနာဆက်ကောင်းတဲ့ဂျန်ဟာယန်ကိုတွေ့လိုက်ရတယ်အလုပ်ကျန်တဲ့မှာခေါင်းဆောင်ကဟာယန်ကိုအော်ဟစ်ဆဲဆိုပြီးအလုပ်မြန်လုပ်ဖို့ဖိအားပေးနေတာပါဒါကိုကြည့်ပြီးတစ်ခုခုတဘောပေါက်သွားတယ်ဒါကြောင့်သူ့လူယုံဖက်ကိုအရင်တုန်းကတူတူနဲ့ဆုံမှုတဲ့ဟာယန်စစ်ကိုအထုပ်ထုပ်တွားပြီးခိုင်းလိုက်တယ်ဖက်ကလည်းဆက်စချင်းမှာကြောင်တောင်ဖြစ်သွားပြီးမဲ့ချက်ချင်းပဲတူတခင်ရဲ့အကြံကိုရိပ်မိသွားပြီးဒါမျိုးကတော့ကျွန်တော်ကိုလွတ်ထားလိုက်ပါဆိုပြီးယုံကြည်ချက်အပြည့်နဲ့ထွက်လာတယ်တွေးထဲမှာတော့ဟာယန်လိုအားကိုးရမယ်ပြီးပင်ပန်းနေတဲ့အချိန်မျိုးမှာသူကကဲတဲ့ချင်းအဖြစ်ပေါ်လာရင်ဟာယန်ကသူ့ဘောလုံးဝယုံကြည်တွားလိမ့်မယ်လို့တွေးထားတာပါဒါပေမဲ့ဖက်တယောက်ဟာယန်စီမရောက်ခင်မှာပဲရှေ့ကူဆိုတဲ့ကောင်ကဂျားဖက်ရောက်လာတယ်အဲ့ဒီကောင်ကဟာယန်ကိုပမို့တလုံးပေးလိုက်တာပါဒါကိုကြည့်ပြီးကြီးဟာတယောက်ဆောက်ရန်တော်ထွက်သွားတယ်အဲ့ဒီကောင်ကဘဒူမို့လို့ငါလူနာကတ်ရေးတာလဲဆိုပြီးစိတ်တွေကနေချိန်ဆနေမိတယ်ဘဒူမို့ဆိုကိုယ်ပိုင်လို့တက်မှတ်ထားတဲ့အရာကိုလာထိရင်တော့လုံးဝကြည့်ပြီးမှမဟုတ်ပါဘူးစီယကူကသူ့ကိုယ်တူဒီနာနဲ့နေဆက်တဲ့သူဖြစ်
ထိကြောင်ကြွားလုံးထုတ်ပြီးဟာယန်ကိုပေါင်းမကျူကချီးခဲ့ပါတယ်ဟာယန်ကတော့အပြစ်ကင်းစင်တူပြီးတူဝါငါကိုကူညီတဲ့မိတ်ဆွေကောင်ပဲလို့ထင်မှတ်သွားတယ်အဲ့ဒီချိန်မှာပဲစီယိုကူကသူ့ရဲ့ရုပ်မာတဲ့အယောင်ဝါတွေကိုထုတ်ပြလာတယ်မင်းနဲ့ကပူနီဆက်လို့ရမလားလို့မေးတဲ့အခါဟာယန်ကခင်မင်မှုလို့ထင်ပြီးခေါင်းကြီးလိုက်တာနဲ့စီယိုကူကဟာယန်ရဲ့လက်ကိုအတင်းဆွဲပြီးရရဆန်ဆန်ပြုမှုပါတော့တယ်ဒီလောကမှာဘာမှအလကားမရဘူးဆိုတဲ့စောက်ချင်းရုပ်တဲ့စကားကိုစီယိုကူကသုံးလိုက်ပါတယ်ပေါင်းမကျူတာလို့အဲ့ဒီအတွက်အဖိုးခါအနေနဲ့ဟာယန်ရဲ့ခန္ဓာကိုယ်ကိုလိုချင်နေတာပါဟာယန်ကကြောက်လန့်တကြားနဲ့ရုံးကနေပြီမဲ့စီယိုကူကတော့မင်းဒီမှာအေးစစ်စစ်နေချင်းရင်ငါစကားနားထောင်ရမယ်ဆိုပြီးရှင်းချောက်ပါတယ်ဒါအောင်ကြည့်နေတဲ့ဖက်ကတော့တီးမခံနိုင်တော့ပါဘူးစီယိုကူစီကိုပြေးသွားပြီးလက်ကိုမချိုးရုံတည်းပဲညှိထုတ်လိုက်တယ်စီယိုကူတယောက်နာကျင်လို့အော်ဟင်းနေချိန်မှာဖက်ကြီးအားပါတယ်လက်တိတစ်ချက်ကစီယိုကူရဲ့မျက်နှာတဲ့ကိုအရှိနဲ့ဆင်းသွားပါတယ်နှာခေါင်းတွေးထွက်လာပြီးကလေးတယောက်လိုငိုယုံနေတဲ့စီယိုကူကိုကြည့်ပြီးဂျီယာကတော့ဘေးကနေပွဲကြီးကောင်းနေတာပါဒါပေမဲ့ရုပ်တရက်ဂီနာရောက်လာတဲ့အခါမှာတော့အရှင်ကပြောင်းပြန်ဖြစ်သွားပါတယ်ဂီနာကဘာမှမသိပဲစီယိုကူဘက်ကနေပတ်ဝင်ပေးလိုက်တယ်ဖက်ကဒီကောင်ဟာယန်ကိုစော့ကားနေတာငါကိုယ်တိုင်မြင်တယ်လို့ပြောပေမဲ့စီယိုကတော့နားလည်မှုလွဲတာပါဆိုပြီးလင်းညာပါတော့တယ်ဒီနေရာမှာဂီနီယာရဲ့ရုံမှမှုတွေကအထူးထရောက်လာပါတယ်သူကဟာယန်ကိုပဲအပြစ်တင်နေပါတယ်မင်းကဘာလို့သူ့ကိုအနာကခွင့်ပေးတာလဲဆိုပြီးပုံအောင်တဲ့ပြင်ဘေးနာကလူတွေကလည်းဟာယန်ကိုကောင်းမလေးမကောင်းသလိုလိုကြီးလာကြတယ်ဟာယန်တယောက်ငိုယိုပြီးဘယ်တော့ပဲရှင်းပြပေမဲ့ဂီနာကတော့နားမထောင်ပါဘူးငိုပြနေုံနဲ့ဒီကိစ္စကပြီးတော့မဲ့ထင်နေလားဆိုပြီးပို့နေပါတယ်နောက်ဆုံးမှတော့ဂီနာကဟာယန်ကိုရွှေကူရှိမှဒူးထောက်ပြီးတောင်းမမှုအမိတ်ပေးတယ်အခုချက်ချင်းကြားပြီးပေါ်မှာဒူးထောက်ပြီးအတနာခံစမ်းဆိုတဲ့စကားကဟာယန်အတွက်တော့ကဘာပြည့်မတက်ပါပဲဟာယန်တယောက်ဘာလို့ရမှန်းမသိကြောက်လန့်နေတဲ့အချိန်မှာပဲလီဂျီယာတယောက်အေးစီးတဲ့အပြုံနဲ့အရှင်တန်ပြီးထင်တယ်လို့ခက်တူရယူပြီးလူအုပ်ကြတယ်တိုးဝင်သွားပါတယ်သူ့စိတ်ထဲမှာတော့ဒီလောက်လူတွေအများကြီးစုမေးလိုက်မယ်လို့မထင်ထားဘူးလို့တွေးနေပေမဲ့အခုချိန်မှာဟာယန်ကိုကူညီဖို့ကသူ့အတွက်ပထမဦးစားပေးပဲဖြစ်ပါတယ်လီကဂျီနာကိုကြည့်ပြီးမင်းစောက်ယူထားနေတာလားလို့ပြက်ပြက်တတာမေးလိုက်ပါတယ်ဂျီနာကအံ့ဩတကြီးနဲ့ရှင်ဘာကိုဆိုလိုတာလဲလို့ပြန်မေးပေမဲ့လီကသူ့စကားကိုဖက်ပြီးလူအုပ်ကြီးကိုသတိပေးလိုက်တယ်မင်းတို့အားလုံးဒီမှာစောက်ရန်စုညံပြီးမွန်စတာတွေကိုဖိတ်ခေါ်ခြင်းနေတာလားတဲ့ဒီစကားကြောင့်စုညံနေတဲ့လူအုပ်ကြီးချက်ချင်းငြိမ်ကျသွားပါတယ်ဂျီနာကအရှင်တွေကိုချင်းပြဖို့ကြိုးစားပြီးမဲ့လီကထပ်ပြီးဖျက်ပြောတယ်ဘာဖြစ်ခဲ့လဲဆိုတာငါအကုန်မြင်တယ်ဂျီနာမင်းပြောသလိုဘယ်သူကနင့်နာတူလဲဆိုတာငါတို့တိကျမသိရသေးဘူးဒါပေမဲ့လူအားလုံးပေါင်းပြီးမင်းကလေးတယောက်တည်းကိုဝိုင်းအပြစ်တင်နေရင်သူစောက်ဝမ်းကြောက်တော့မှကတပွားပဲလေဂျီနာကတော့တဲ့ကြီးနဲ့ဒါပေမဲ့ဒါဟာယန်ရဲ့အမားလေးလို့ပြောပါတယ်လီကအေးဆေးပဲပြန်မေးတယ်ဒါဆိုဒီကိစ္စမှာစေကူရဲ့အမားလုံးဝမပါဘူးလို့မင်းစောက်ဝမ်းတီးရလာတဲ့ဒီမေကုန်းကြောင့်ဂျီနာချက်ချင်းစကားဆုံးရောက်သွားပါတယ်ဒီကဂျီနာရဲ့တိတ်ဆိတ်မှုကိုအခွင့်ကောင်းယူပြီးထပ်ပြောတယ်မင်းအဲ့လိုစောက်ဝမ်းတီးရတယ်လို့မပြောရဲဘူးဆိုတာငါသိတယ်ဘာလို့လဲဆိုတော့မင်းဟုတ်တယ်လို့ပြောလိုက်ရင်ဒီကိစ္စရဲ့တာဝန်အကုန်လုံးကိုမင်းယူရမှာမလို့ပဲပြီးတော့သူကဟာယန်နာကိုတွားပြီးတကယ်တော့ဟာယန်ကဘယ်တော့မှအဲ့လိုအလုံးမျိုးလုံးမတူမဟုတ်ဘူးလို့နေ့တည်းစကားပြောလိုက်တယ်ဒီစကားကြောင့်ဟာယန်တယောက်စစ်လို့ချပြီးမိကြလို့မတက်ဖြစ်သွားရတယ်ဒါပေမဲ့ဂျီနာကတော့လက်မခံပါဘူးရှင်ကသူ့ကိုစောက်ရန်ဘာလို့ယုံကြည်နေရတာလဲရှင်တို့တွေ့တာရက်ပိုင်ပဲရှိသေးတာလေလို့ဟေးပါတော့တယ်ဒီမှာလီရဲ့တော်ကီလန်စာထွက်လာပါတယ်ကြောက်မှတင်ငယ်ချင်းတယောက်ကမင်းနဲ့ရင်းနှီးချင်းလို့အနာကက်လာတယ်အဲ့ဒါကအဲ့ဒီလူနဲ့စောက်ရန်အတူတူအေးရမယ်လို့ဆိုလိုတာမဟုတ်ဘူးဂျီနာဒါကြောင့်ဘဒုမှအမားရှိလေဆိုတာကိုမင်းတတိယပြန်စဉ်းစားတင်တယ်ဒီစကားကြောင့်ဂျီနာဘာမှပြန်မပြောနိုင်တော့ပဲနောက်လဲကြည့်လိုက်တဲ့အခါလူကြီးတစ်ခုလုံးကလီဘက်ကိုပါတော့တာကိုတွေ့လိုက်ရတယ်ဂျီနာစောက်ရန်အံ့ဩတကြီးနဲ့ရှင်တကယ်ပဲဒီလိုလှုပ်ရှင်တာလားလို့မေးပေမဲ့လီရဲ့စောက်ရန်ရုပ်မှတဲ့အပြုံးနဲ့စက်ကြီးနေမှုကိုမြင်ရတဲ့အခါကြောက်လန့်တော့ပါတယ်လီကစိတ်ထဲမှာဂျီနာအခုကစပြီးတတိယကြည့်ဟာဒီစကားရဲ့ပြင်ကအခုပဲပြောလိုက်တော့ပြီလို့ကျုံးဝလိုက်တယ်ပြီးတော့သူကစခန်းရဲ့ခေါင်းဆောင်နေရာကိုယူလိုက်တဲ့တဘောနဲ့စီယိုကိုစေကူတာဖို့မြန်တွားကြလို့အမိန့်ပေးလိုက်တယ်ညဘက်ရောက်တော့လီကဟာယန်နဲ့အတူရှိနေပါတယ်သူကဟာယန်ကိုထိုင်ဖို့ပြောပေမဲ့ဟာယန်ကတရုတ်ရင်းနဲ့ရှိနေတယ်လီကစောက်ရန်ဆွဲဆောက်မှုရှိတဲ့အပြုံးနဲ့ငါ့ကိုစောက်ရန်ကြောက်နေကြမလို့ဘူးအေးစီစကားပြောလို့ရတယ်လို့ပြောပါတယ်ဟာယန်ကမြင့်တွေကိုတုံရင်စီယိုကိုနဲ့ဖိတ်ခဲ့တဲ့အရှိနေတွေကိုအထီးထီးအငုံငုံနဲ့ရှင်းပြတယ်လီကတော့ဟာယန်စကားတွေထက်သူ့ရဲ့ဖြူစင်တဲ့စိတ်ထားကိုပဲအာရုံစိုက်နေပုံရပါတယ်ဟာယန်ကကျမအကူညီခဲ့လို့ကျေးဇူးတင်ပါတယ်ဒီကျေးဇူးကိုဘယ်လိုပြန်ဆက်ရမလဲလို့မေးတယ်လီကငါဒီလိုလုပ်တာအကြောင်းရှိတယ်မင်းကငါညီမလေးနဲ့တူလို့ပါမင်းတို့တက်ကလည်းအတူတူပဲမင်းကိုကြည့်ရင်ညီမလေးကိုတတိရတယ်လို့ပြောလိုက်တယ်တကယ်တော့ဒါတွေကလီရဲ့စောက်ရန်ပြီးတဲ့လင်ညာမှုတွေပါပဲသူ့စိတ်ထဲမှာဟာယန်ကိုငါညီမလေးလို့ဆက်ဆံထားရင်နောက်ကျရင်ငါအတွက်စောက်ရန်အကျိုးရှိလာမှာပဲလို့တွေးနေတာပါသူတို့နှစ်ယောက်စကားပြောရင်ဟာယန်ရဲ့မိဘတွေမရှိတော့တာကိုသိရတဲ့အခါလီကလည်းငါတို့ကြမှာစင်တူတာတွေအများကြီးပဲလို့ပြောပြီးဟာယန်ရဲ့ယုံကြည်မှုကိုရအောင်ယူလိုက်ပါတယ်ဟာယန်ကလည်းစောက်ရန်ပြောသွားပြီးဟုတ်တယ်ကျမလည်းအဲ့လိုပဲခံစားရတယ်လို့ပြောတယ်လီကစိတ်ထဲမှာငါအစီအစဉ်ကချောချောမုံမုံဖြစ်နေပြီလို့တွေးရင်ဟာယန်ကိုထပ်ပြီးယုံကြည်မှုတိဆောက်တယ်ပြီးတော့သူက mind eye ဆွမ်းအားကိုတုံးပြီးဟာယန်ရဲ့ status ကိုစစ်စစ်လိုက်ပါတယ်ဟာယန်ကအတက်အဆမရှိဖြစ်နေပေမဲ့သူ့ရဲ့ status value တွေကစောက်ရန်မြင့်မားနေတာကိုလီတွေ့လိုက်ရတယ်လီကနည်းနည်းလေးကြိုးစားလိုက်ရင်သူ့ကိုမောစရာတယောက်ဖြစ်အောင်အလွယ်လေးလုံနိုင်တယ်လို့တွေးလိုက်တယ်အဲ့ဒီချိန်မှာဂျီနာရောက်လာပြီးလီခဏလောက်စကားပြောလို့ရမလားလို့မေးပါတယ်လီကဂျီနာပေါ်လာတာစောလုံးနဲ့လို့ထင်ပေမဲ့ဟာယန်ခဏလောက်ဖယ်ပေးအောင်လို့ပြောပြီးဟာယန်ကိုလွတ်လိုက်ပါတယ်ဂျီနာကထွက်သွားတဲ့ဟာယန်ကိုစောက်ရန်မနာလို့တဲ့အကြီးနဲ့ကြီးနေပါတယ်ဂျီနာကငါစဉ်းစားပြီးပြီငါမားသွားတယ်တောင်းပန်ပါတယ်ဒီရှင်တွေကိုငါ့ကိုပဲခံယူခွင့်ပေးပါလို့တောင်းဆိုတယ်လီကမင်းတဘောပဲဒီစကန်ကိုဂျီနာမင်းမဲစီမံခန့်ခွဲနေတာလေငါကအပြင်းလူဆိုတော့ဝေမစွတ်ဖက်ပါဘူးလို့ပြောပေမဲ့စောက်ရန်ရုံမာတဲ့အပြုံးနဲ့ဒါပေမဲ့ဒီနေ့လို့စောက်ရန်ရှုပ်ထွေးတဲ့ကိစ္စမျိုးနာကိုထမ်းမဖြစ်စီနဲ့လို့တတိပေးလိုက်တယ်ဂျီနာကချက်ချင်းလီနာကိုကတ်ထိုင်ပြီးသူ့လက်ကိုကိုင်းလိုက်တယ်ဂျီနာကချက်တွေးဖြာနေတဲ့မျက်နှာနဲ့ငါနားလိုက်ပါပြီနောင်ကျန်မင်းရဲ့ line ကိုလုံးဝမကြော်ပါဘူးဒါပေမဲ့မင်းဘာတွေးနေလဲဆိုတာငါသိတယ်ငါကစောက်ရန်ရီမချက်ကြည့်တဲ့အမျိုးသားတွေကိုကြိုက်တယ်မင်းကိုကြည့်ရင်ငါတိုင်းနဲ့တူတယ်ငါတို့လက်သွဲကြမလားလို့ကမ်းလမ်းပါတယ်ပြီးတော့ဂျီနာကဟန်ရန်ကိစ္စကိုလည်းပွေ့လင်လင်ပြောပါတယ်ဟန်ရန်ကစောက်ရန်ပြောညံ့လို့စီကူဘက်ကိုကူညီခဲ့တာပါဟန်ရန်ကရန်သူတွေအများကြီးရှိတာလီကပြောပြီးတော့ဟုတ်တယ်ငါတို့ကတူတူပဲလို့ပြောပြီးဂျီနာနဲ့နီးကက်သွားကြပါတယ်ဂျီနာကမင်းကတကယ်တော့ငါရဲ့စိုးမိတ်ပါပဲလို့ပြောပြီးလီကိုနမ်းလိုက်ပါတယ်နောက်တနေ့မနက်မှာစီကူတယောက်စင်ပေါ်မှာဟန်ရန်ကိုဒူးထောက်တောင်းပန်နေရပါတယ်စကန်တွေကလူတွေကအခုစကန်မှာလီကဂျီနာထက်အာနာရှိလာပြီလို့ပြောဆိုနေကြတယ်တချို့ကလည်းဟန်ရန်ကလီအတွက်စောက်ရန်ဖိုးတဲ့နဲ့ရတနာလိုပဲလို့ပြောကြပေမဲ့တချို့ကတော့ဟန်ရန်မှာဘာကောင်းတာရှိလို့လဲလို့ပြောပြီးမနာလို့ဖြစ်နေကြပါတယ်လီကတော့ဒီစကားတွေကိုကြားပြီးဒေါ်ရထွက်နေ
ပုံရပါတယ် flashback အနေနဲ့မင်းညကအရှင်တွေကိုပြန်ပြပါတယ်လီကဂျီနာကိုစီကူကိုစောင့်ကြည့်တာထူးဆန်းတာလို့ရငါ့ကိုချက်ချင်းပြောလို့အမိန့်ပေးတယ်ဂျီနာကကောင်းပါပြီဒါပေမဲ့ဟိုမင်းကလေးမှာမင်းစောက်ဝင်ဆွဲလန်းနေရလောက်ဘာထူးခြားတာရှိလို့လဲလို့မေးပါတယ်လီကဘာမှပြန်မဖြေပဲအမကြီးမင်းတီးဖို့မလိုဘူးလို့ပြောလိုက်တဲ့အခါဂျီနာစောက်ရန်အံ့ဩသွားပါတယ်ဂျီနာကမင်းကစောက်ရန်နောက်ပြောင်တတ်တာပဲအမကြီးလို့ခေါ်ရအောင်နဲ့ဘာလို့လဲဆိုတော့ဂျီနာကတူ့အတက်ကိုဘယ်သူ့ကိုမှမပြောထားပြီမဲ့လီကတူ့ထက်၄နှစ်ဂျီနာကိုတိနေလို့ပါပဲ present အချိန်မှာလီကစိတ်ထဲမှာဂျီနာနဲ့လက်တွဲလိုက်တာစောက်ရန်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလို့တွေးနေပါတယ်ဒါပေမဲ့ဟာယန်ကတော့ငိုနေတော့မှာပဲဟာယန်ကကျမနာမှာရှိပြီလို့မော်တက်ကိုတင်ပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောပါတယ်လီကအဲ့ဒါကကိစ္စကြီးမဟုတ်ပါဘူးအဓိကဟာယန်မင်းအရှိခံမော်ကိုတုံးနိုင်ပြီလားလို့မေးတယ်ဟာယန်ကမတုံးနိုင်သေးဘူးလို့ပြောတဲ့အခါလီကတူ့ရဲ့မော်ဆွမ်းအားနဲ့မိကိုပြသလိုက်ပါတယ်ဟာယန်ကဒါကစောက်ရန်အံ့ဩဖို့ကောင်းတယ်လို့ပြောပြီးပြောသွားတယ်လီကမင်းရဲ့ class ကိုရပြီဆိုရင်မော်ကိုအလွယ်လေးတုံးနိုင်လိမ့်မယ်ငါမကြခင်ခင်နဲ့အတူဒန်ဂျွန်တွားဖို့ရှိတယ်မင်းနဲ့လိုက်ခဲ့ပြီးအဲ့ဒီမှာလေ့ကျင့်လို့ရတယ်လို့ပြောတဲ့အခါဟာယန်ကလည်းတူမအဆောင်ကိုကြိုးစားပါမယ်လို့ဝမ်းသာအားရပြန်ပြောပါတယ်လီကဒီနေ့အတွက်တော့ဒီလောက်ပဲလို့ပြောပြီးထွက်သွားဖို့ပြင်တဲ့အခါဟာယန်ကတူမရဲ့မန်နာတွေရုပ်တရက်ဘာလို့တိုးလာတာလဲဆိုတာမသိသလိုနဲ့လီကိုထပ်မိပါတယ်လီကတကယ်ပဲလားလို့ပြောရင်စိတ်ထဲကနေမင်းမကြခင်တော်တော်လေးတန်မာလာတော့မှပဲလို့တွက်ပြီးတူမအပေါ် mind eye ဆွမ်းအားကိုတုံးလိုက်ပါတယ်အဲ့ဒီမှာဟာယန်မှာ mid class မော်ဆီယာအတန်းစာရပြီးတာဖြစ်နေတာကိုတွေ့ပြီးလီအံ့ဩသွားပါတယ်တူမကဘာ class မှမရှိသေးဘူးလို့လိန်ပြောထားတာကိုသိပြီးတူမဘာလို့လိန်နေတာလဲလို့လီစဉ်းစားမိပါတယ်ဟာယန်ကမော်ကိုမတိသလိုဟန်ဆောင်ပြီးတော့လီစီကထက်တင်ပါတယ်တူမကမီတာကိုဖန်တီးနိုင်ပြီမဲ့လီရှိမှာတော့အမန်ကမတက်သလိုနဲ့ထောက်ပြလိုက်တယ်လီကတော့တူမတမင်လုံးနေမှရိပ်မိတော့ပါတယ်အဲ့ဒီနောက်မှာတော့ဟယောင်ရောက်လာပြီးတူမလည်းဒါဂျွန်ထဲကိုလက်ရှင်နဲ့ခင်နဲ့ပြောပြပါလို့လီကိုတောင်းဆိုပါတယ်ဟယောင်ကကျမကဟာယန်ထက်ပိုရရှင်ရှိတယ်လို့မထင်ဘူးလားလို့မေးတဲ့အခါလီကတူမရဲ့ status တွေကိုကြည့်လိုက်ပြီးခင်နဲ့ပြောပြပါမယ်ဒါပေမဲ့အရန်ကြီးတော့မျောလေးမထားနဲ့လို့ပြောလိုက်တယ်ဆင်မြင့်ပေါ်မှာခင်ကနောက်တစ်ခါဒါဂျွန်တွားဖို့အတွက်လူယိုနေတာကြောင့်လက်ရှင်နဲ့တူရှိရင်ပြောဖို့ကြီးညာပါတယ်လူတွေကလည်းလီနဲ့အတူဘယ်လိုလိုက်ရမလဲဆိုတာကိုဝိုင်းပြောနေကြတယ်အဲ့ဒီချိန်မှာဟယောင်ကဟာယန်ကိုတယောက်တည်းရှိတော့ရှင်းချောက်ပါတယ်လီကမင်းကိုတကယ်စိတ်ဝင်စားတဲ့ထင်နေတာလားသူကအတုံးမကြတဲ့လူတွေကိုအလွယ်တကူဆွန့်ပစ်တတ်တဲ့လူစားမျိုးမင်းတို့အားနေတဲ့သူကိုသူမကြခင်ဆွန့်ပစ်လိုက်မယ်လို့ပြောပြီးဟာယန်ကိုစိတ်တဲ့ကြောက်လှုပ်ပါတယ်ဟာယန်ကတော့လီကအလိုလူမျိုးမဟုတ်ဘူးလို့ပြန်ပြောပြမယ်စိတ်ထဲမှာတော့တော်တော်လေးကြောက်လန့်သွားပါတယ်နောက်ဆုံးမှခင်ကဟာယန်နဲ့ဟယောင်ကိုရွေးချယ်လိုက်တယ်လီကဆင်ပေါ်မှာလူတွေကိုစိတ်တဲ့တောက်ကြွအောင်မိကုံပြောပြီးတဲ့နောက်ဟယောင်နဲ့လက်ဆွဲနှုတ်ဆက်ပါတယ်ဒါပေမဲ့လီကဟယောင်ရဲ့နားကိုကပ်ပြီးမင်းခုနကဟာယန်ကိုတခုခုလုပ်ခဲ့တာလားလို့ဒေါရကြီးနဲ့မေးလိုက်တယ်ဒါကသတိပေးချက်ပဲနောက်ကဟာယန်နာကိုထပ်မကန်နဲ့မဟုတ်ရင်မင်းတို့အရှင်တွေမကောင်းဖြစ်သွားလိမ့်မယ်လို့ချင်းချောက်လိုက်တယ်ဟယောင်နဲ့တုံးလုံးသွားပါတယ်လီကဟာယန်ကိုလမ်းကြီးလိုက်တဲ့အခါမှာတော့ဟာယန်ကသူ့ကိုကြောက်စရာကောင်းတဲ့အကြီးနဲ့ကြီးနေတာကိုတွေးလိုက်ရလို့လီလက်တော့ပါတယ်ဒါပေမဲ့တခဏအတွင်းမှာပဲပြန်ပြုံးပြပြီးသူ့ကိုနှုတ်ဆက်တယ်လီကတော့တခုခုတော့မားနေပြီလို့စိတ်ထဲမှာခံစားနေရတယ်နောက်တော့ဂျီဟာကဟယောင်ကိုမင်းလီရဲ့စကားကိုနားထောင်ရမယ်မင်းကသူ့ရဲ့ကျွန်းတကောင်လိုဖြစ်ရှင်တာမဟုတ်ဘူးလားလို့ရင်မောရင်ပြောလိုက်တယ်ဟယောင်ကတော့လီရဲ့အစီကံတယောက်လိုနေရမလားဆိုပြီးစောက်ရန်ကိုအံ့ဩသွားခဲ့တယ်လီနဲ့အချိတ်ဆက်မေးရင်ချိဆက်ဖို့ပုံလွယ်မယ်လို့ကြံပေးလိုက်တယ်ဟယောင်ကလီကိုစောက်ရန်ကြည်မရဖြစ်နေပေမဲ့ချိဆက်အတက်ရှင်မှုအတွက်လီရဲ့အထောက်ပံ့ကိုမဖြစ်မနေလိုအပ်နေမယ်တဘောပေါက်သွားတယ်လီကလူတိုင်းကိုထင်းချုံနိုင်တဲ့အပြင်သူ့ကိုယ်တာအာမကိုရင်အပေခံတယောက်ဖြစ်သွားမှကိုဟယောင်ကစောက်ရန်ဆိုးနေခဲ့တယ်နောက်တစ်နေ့မနက်ခင်ဒန်ဂျွန်ရှိကိုရောက်တဲ့အခါအဖွဲ့ခေါင်းဆောင်ခင်ကလီနဲ့ဟာယန်ရဲ့လုံခြုံရေးကိုအဓိကထားဖို့အဖွဲ့ကိုတတိပေးလိုက်တယ်လီကတော့ဟာယန်ရဲ့အရင်နေ့ကထူးဆန်းတဲ့အပြုအမူတွေကိုတွေးပြီးစိတ်ရှုပ်နေတယ်ဒါပေမဲ့ဟာယန်ကစောက်ရန်ရှိဖို့ကောင်းတဲ့အပြုံးလေးနဲ့ကြီးလိုက်တဲ့အခါလီတယောက်အတွေးကိုရပ်ပြီးဒန်ဂျွန်တွေကိုဝင်ဖို့ဆုံးဖြတ်လိုက်တယ်ဒန်ဂျွန်နဲ့ရောက်တာနဲ့မွန်စတာတွေနဲ့စချကြတယ်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ဖက်ကအော့ကတကောင်ရဲ့တိုက်ခိုက်မှုကိုဒိုင်းနဲ့ကာထားရင်အတေလေးရုံးကန်နေရတယ်အဲ့ဒီချိန်မှာလီကဟေယောင်ကိုဝင်ချဖို့အော်ပြောလိုက်တယ်ဒါပေမဲ့ဟေယောင်ကတခါမှမွန်စတာမတက်ဘူးတော့ကြောက်ပြီးဆောင်းအန်းတုံနေခဲ့တယ်လီကဒေါရထွက်သွားပြီးဟေယောင်ရဲ့လက်ကိုအတင်းဆွဲကအောက်ရဲ့ရင်ဘတ်ထဲကိုလက်နဲ့ထိုးဆိုင်လိုက်တယ်တွေးတွေပန်းထွက်လာတော့ဟေယောင်တယောက်ဆောင်းဝဲလန့်ပြီးမြေကြီးပေါ်ခွေးကျသွားတယ်လီကတော့ဒီတစ်ခါပဲကူးညီမယ်နောက်ဆိုကိုဘာသာရှင်းတဲ့အောင်ကြိုးစားဖို့ပြပြတတာပြောချလိုက်တယ်ဟေယောင်ကတူမလာတုံးမွင့်တော့ရင်အပေခံရတော့မယ်ဆိုပြီးကြောက်လန့်နေချိန်မှာပဲလီကရုတ်တရက်အတန်ချိုလေးနဲ့ဟီကျူးလိုက်ပြန်တယ်လီရဲ့အဲ့ဒီလိုဆက်ဆံရေးကိုအဝေကနေလမ်းကြီးနေတဲ့ဟာယန်တယောက်တော့တဝန်တိုးပြီးဆောက်အန်ကိုစိတ်တို့နေခဲ့ပြီဖြစ်တယ်ညဘက်ရောက်တော့အားလုံးအနားယူကြတယ်ခင်နဲ့ဖက်ကအလဲကျကင်းဆောင်ပေးကြပါတယ်လီကတော့ခင်ရဲ့အတိတ်ကကိစ္စတွေရဲ့ဒီကဘာကြီးရဲ့လူဝက်ချက်တွေကိုတွေးပြီးအိတ်မပြောနိုင်ဖြစ်နေတယ်အဲ့ဒီချိန်မှာလီမျက်နှာဖွင့်ကြည့်လိုက်တော့ဟာယန်တယောက်အိတ်ပေါ်နေတဲ့ဟေယောင်ကိုစောက်ဝင်ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့စကြည့်နေတာကိုတွေးလိုက်ရတယ်ပြီးတော့လိနာကိုတဖြည်းဖြည်းကက်လာပြီးသပင်လေးတွေကိုတက်တင်အိုဘာကတိတ်ရှိဖို့ကောင်းတာပဲဘယ်တော့မှအဝေကိုထွက်သွားခွင့်မပေးဘူးဆိုပြီးရေရွတ်နေတယ်ဟာယန်တယောက်အလီကိုဆွေးလန်းယူတူတဲ့အဖြစ်ကိုကူပြောင်းတော့ခဲ့ပြီဖြစ်ပါတယ်မနဲ့မိုးလင်းတော့လီတယောက်ညကကိစ္စကြောင့်မျက်ကွင်းတွေညိုပြီးအိတ်ပြက်နေပါတယ်ဒီကဟာယန်တူကိုတဝန်တူနေတာလားဆိုတာတေချာခြင်းတဲ့အတွက်အကြံတကူထုတ်လိုက်တယ်လမ်းချောင်းနေရင်ဟေယောင်ရှိကိုကြောက်ခလေးတလုံးခြေထောက်နဲ့ပုတ်ထည့်လိုက်တယ်ဟေယောင်ခလုံးတိုက်ပြီးလဲကျသွားမဲ့ရှင်လီကအချစ်စလန်တွေတဲကလို့ခမမိုက်လေးဖမ်းထင်းပေးလိုက်တယ်ဟေယောင်ကတော့လီကိုကြောင်တောင်နဲ့ကြည့်နေတယ်ဒါပေမဲ့လီအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဟာယန်ရဲ့မျက်နှာကဟေယောင်ကိုအရှင်လက်လက်ဝါစားတော့မဲ့မွန်းစားတကောင်လို့ဒေါ်ရတွေထွက်နေတယ်လီလည်းအဲ့ဒီတော့မှကင်ကြွေထားတဲ့ညီကိုမောင်နှမတန်ရောစင်ဆိုတာစောက်ရလွဲချွတ်နေပြီဆိုတာကိုသဘောပေါက်ပြီးတုံးလို့သွားတယ်ဟေယောင်ကလည်းတုံးချနေတာလားဆိုပြီးလီကိုဒေါ်ရထွက်နေခဲ့တယ်ဒီလိုနဲ့သူတို့ဖွဲ့အနက်ချိုင်ဆိုအပိုင်းကိုဆက်ချောက်လာကြတယ်ခင်ကဒီနေရာကမွန်းစားတွေရှိလို့အတန်လုံးဝမထွက်ဖို့တင်းတင်းကြပ်ကြပ်သတိပေးလိုက်တယ်အဲ့ဒီချိန်မှာပဲလီတယောက်နောက်ကျောဘက်ကနေစောက်ရထူချတဲ့မော်ဆွမ်းရည်တစ်ခုကိုခံစားလိုက်ရပါတယ်ပြီးတော့အနောက်ကိုလဲကြည့်လိုက်တဲ့အခါဘယ်သူမှရှိမနေခဲ့ပါဘူးဘယ်သူမှရှိမနေတာကြောင့်ခင်ကလူစုဖို့ကိုသတိပေးလိုက်တယ်အခုဆိုရင်ရန်သူနဲ့တော်တော်လေးနီးကပ်နေပြီဖြစ်လို့အားလုံးကိုတန်သိဖို့အတူကအမိန့်ပေးလိုက်တာပါဒီနေရာကမွန်းစားတွေကအတန်ကိုစောက်ရန်အာယုခံနိုင်စွမ်းမြင့်မာတာကြောင့်အကြတန်လေးထွက်တာနေတယ်အကုန်လုံးဝိုင်းအောင်ပြီးအတက်ခံရနိုင်တယ်လို့သူကဆိုပါတယ်အဲ့ဒီချိန်မှာပဲလီတယောက်ထူးဆန်းတဲ့မော်ဆွမ်းရည်တစ်ခုကိုခံစားလိုက်ရပြီးပတ်ဝန်းကျင်မှာတစ်ခုခုရှိနေတယ်လို့ပဲလို့ပြောလိုက်တယ်ဖက်ကလည်းအနားမှာမွန်းစားတွေထပ်ရှိနေသေးတာလားလို့စိုးရင်တကြီးမေးမြန်းခဲ့ပါတယ်အရှင်တွေကိုတီးကျင်တာကြောင့်ဖက်ကချီကနေအရင်တွားကြည့်တဲ့အခါအောက်ထက်ကိုဆင်းတဲ့လမ်းကြောင်းတစ်ခုကိုတွေးလိုက်ရတာကြောင့်အလုံးအံ့ဩတော့ကြပါတယ်အရှင်တွေကိုမတိတလို့ဟန်ဆောင်နေတဲ့ခင်ကဒီအောက်ထက်မှာအရေးကြီး
ကြတစ်ခုခုရှိနေပုံပဲလို့ပြောလိုက်တဲ့အခါသူ့ရဲ့ပိုင်နိုင်လုံးနဲ့တရုတ်ဆောင်ချက်ကိုကြည့်ပြီးလီကတော့ဒီလူကတရုတ်ဆောင်တဲ့ဒါရမဖြစ်နေတာတော်သေးတယ်လို့စိတ်တွေကနေခက်နောက်တွေးလိုက်ပါသေးတယ်အောက်ထက်ကိုရောက်သွားတဲ့အခါလမ်းမပြောက်ခင်လီကနေရာမှာမှတ်တာချက်တွေလှုပ်ထားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ရှိကိုမွန်စတာတူကောင်ရောက်လာပါတယ်ဒီမြင်ကွင်းကြောင့်ဟယန်နဲ့ဟယောင်တို့ကြောက်လန့်သွားကြတယ်ဟယောင်ကတော့တစ်ချက်ပြုံးလိုက်ပါတယ်ခင်ကတိုက်ပွဲအတွက်တာဝန်ခွဲဝေပေးလိုက်ပြီးမွန်စတာနှစ်ကောင်ကိုလီနဲ့ဖက်ကကင်တွေဖို့ကျန်တဲ့တစ်ကောင်ကိုသူ့ကိုယ်တိုင်ရှင်းပြဖို့စီစဉ်လိုက်ပါတယ်ဖက်ကသူ့ရဲ့ဒိုင်းလွှာနဲ့မွန်စတာကိုအားကုန်လွှဲပေးလိုက်ပြီးမဲ့မွန်စတာကမတုံ့လို့ပဲပြန်တိုက်ခိုက်လာတယ်ဖက်ကငါတိုင်းကဝီဘရနီယန်နဲ့လှုပ်ထားတာမဟုတ်ဘူးမြန်တိုက်တော့လို့အော်ပြောလိုက်တဲ့အချိန်လီကသူ့ရဲ့မိတော်မော်ဆွမ်းအားကိုအတုံးပြုတ်ပြီးလမ်းနဲ့မွန်စတာကိုတခါတည်းအတီးတက်ခိုက်လိုက်ပါတယ်ခင်ကလည်းနောက်ကနေလျှက်တစ်ပြက်ရောက်လာပြီးမွန်စတာရဲ့ခေါင်းကိုပိုင်းချလိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဟယောင်ပြောက်သွားတာကိုလီသတိထားမိလိုက်ပါတယ်သူမဘရောက်သွားလဲလို့မေးနေတော့မှာပဲဟယောင်ကမွန်စတာကိုမထိသတိမွန်နဲ့တိုးတိုက်ခိုက်လိုက်ပါတယ်ဒါဟာတကယ်တော့ရည်ရွယ်ချက်ရှိလှုပ်လိုက်တာပါအဲ့ဒီတိုက်ခိုက်မှုကြောင့်မွန်စတာဟာယူသွတဲ့အရှိနေတဲ့ကိုရောက်သွားပြီးဖက်ကိုအပြင်းထန်ပြန်တိုက်ခိုက်ပါတော့တယ်လီနဲ့ဟယန်တို့ပါအန်တယ်ဖြစ်မဲ့ဆဲဆဲမှာခင်ကကြားဖြတ်ဝင်ပြီးမွန်စတာကိုတိုက်ဖက်ကသူတို့ကိုကယ်တင်လိုက်နိုင်ပါတယ်အဲ့ဒီချိန်မှာပဲဟယောင်ကစောင့်အကြီးကျယ်အော်ဟိလိုက်တာကြောင့်အားလုံးတုံးသွားကြပါတယ်အတန်ကြောင့်မွန်စတာတွေအကုန်လုံးသူတို့စီပြီးလာကြတော့မှာပါဟယန်ကတော့တူမထောင်ကြောက်တယ်မိနေလို့နောက်ကျသွားတာပါလို့အချက်မရှိလိမ့်ညာပြီးတောင်းမှတ်နေပြီမဲ့လီကတော့ဒါဟာတူမရဲ့ပရိယဆိုတာကိုရိပ်မိသွားပါတယ်ဒီမိမကြောင့်ငါတို့အကုန်တေတော့မလို့ပဲအခုလေအော်လိုက်သေးတယ်လို့လီတယောက်စောင့်ရန်ဒေါ်လာထွက်သွားပါတယ်လီကအားလုံးကိုအမြန်ပြေးဖို့သတိပေးလိုက်ပြီမဲ့ဟယောင်ကတော့စိတ်ထဲကနေလီကိုလောင်းပြောင်းနေပါတယ်လီကြောင့်တူမမှာဒီလိုဒုက္ခတွေရောက်ခဲ့ရတာဖြစ်လို့လီတီရွာရင်တူမအတွက်အကောင်းဆုံးပဲလို့ရုံးမစော်တွေးနေတာပါခင်ကမွန်စတာတွေကိုအာယုံလွှဲနေတော့လီတို့တခြားလမ်းကနေပြေးခဲ့ကြပါတယ်လမ်းမှာလီကမီတော့မော်နဲ့မွန်စတာတွေကိုရှင်းလင်းရင်နောက်လဲကြီးလိုက်တဲ့အခါဟယန်နဲ့ဟယောင်တို့နှစ်ယောက်လုံးပြောင်းနေတာကိုတွေးလိုက်ရပါတယ်လီကဟယန်ကိုတခုခုဖြစ်မှစိုးရင်ပြီးလိုက်ချဖို့ကြိုးစားတယ်တကယ်တော့ဟယောင်ကတူမအရင်ကမှတ်တာထားတဲ့လမ်းကြောင်းအတိုင်းလုံခြုံတဲ့နေရာကိုထွက်ပြေးဖို့ကြိုးစားနေတာပါဒါပေမဲ့တူမနောက်ကိုဟယန်ရောက်လာပါတယ်ဟယန်ကနေငါရဲ့ဥပါကိုတက်ဖို့ကြိုးစားနေတာငါသိတယ်လို့ပြောလိုက်ပြီးတူမရဲ့မော်ဆွမ်းရင်နဲ့အခန်းတကူဖန်တီးလိုက်တယ်ဟယန်ကကြောက်လန့်တကြားနဲ့ဟယန်ကိုတားဆီးဖို့ကြိုးစားပြီးမယ်ဟယန်ကတော့တွေးနေပဲငါဘယ်လောက်ပဲစဉ်းစားဒါကိုလုံးမဖြစ်တော့မယ်လို့ပြောပြီးလီလိုင်းတာမော်နဲ့တိုက်ခိုက်လိုက်ပါတယ်ရုတ်တရက်ဆိုသလိုစက်ကပ်ဖန်အတွင်းမှာပဲဟယောင်ရဲ့ရှေ့တော့နှစ်ဖက်ဟာအပန်းပိုင်းပြတ်ပြီးခနာကိုနဲ့တခြားစီဖြစ်သွားခဲ့တာပါတွေးတွေကဘရဟောစီးကြလာပြီးနာကျင်လုံးအော်ဟစ်အကူကြီးတောင်းပြီးမယ်လေအရှင်းနီးပါပဲဘာလို့လဲဆိုတော့ဟယန်ကအတက်လုံးမော်အကာခွေတွေကိုတုံးထားလို့ဘယ်သူမှမကြားနိုင်တယ်လို့ဘယ်လိုမိုးစတာမှလည်းဒီကာခွေကိုမဖြတ်စည်းနိုင်လို့ပါပဲဟယန်ကအစကတော့ဟယန်ကိုဆဲဆိုခဲ့ပြီးမယ်အရှင်းအနေကိုရိပ်မိသွားတဲ့အခါမှာတော့တောင်းမှန်ပြီးအခွင့်အရေးတစ်ချိန်ပြီးဖို့ငုံပြောဆိုလာပါတယ်ဒါပေမဲ့ဟယန်ကတော့အေးဆက်တဲ့အကြည့်တွေနဲ့နေကဆောက်ရန်တန်ဆူတာပဲလို့ပြောပြီးတူမရဲ့ပါဇက်ကိုမော်ပညာနဲ့ပိတ်ပစ်လိုက်ပါတယ်ဟယန်ရဲ့စိတ်ထဲမှာတော့တူမရဲ့ဥပောက်ကိုလူယူချင်နေတဲ့ဟယန်ကိုအရှင်းထားဖို့စိတ်ကူလုံးဝမရှိပါဘူးနေတခြားတွေကိုဒုက္ခပေးတော့ကလည်းသူတို့ဒီလိုပဲနာကျင်ခဲမှာပေါ့လို့ပြောရင်လေလိုင်းသားကိုတုံးပြီးဟယန်ကိုရဲဆက်ဆက်အဆုံးစီလိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲလီကအခင်းဖြစ်ပွားရကိုအပြေလွာရောက်လာခဲ့တယ်သူမျက်နှာပေါ်ကိုတွင်းထွက်လာတဲ့လက်တစ်ဖက်ကတွေးဆင်သွားတဲ့အခါလီတယောက်ဆောက်ရန်ကိုထိလန့်သွားရပါတယ်ဒီမြင်ကွင်းကတကယ်ကိုကြောက်စရာကောင်းတဲ့ငရဲခမ်းပါပဲဒါပေမဲ့ဟယန်ကတော့တူမရဲ့လူသက်တမှာမျက်နှာဖုံးကိုချက်ချင်းဆွတ်ပြီးလီရှိမှာတော့အပြစ်ကင်းတဲ့မင်းကလေးတယောက်လိုဟန်ဆောင်ပြီးငုံပြလိုက်ပါတယ်အိုဘာကျမကမျက်နှာဖွင့်လိုက်တော့ဟယန်ကဒီလိုဖြစ်နေပြီဆိုပြီးလင်းညာပြောဆိုခဲ့တာပါလီကလည်းဟယန်ဟာတကယ်ကိုကြောက်စရာကောင်းတဲ့မိစားတကောင်ဖြစ်နေပြီဆိုတာသိပေမဲ့သူရဲ့အတက်ရှင်တန်ရေးအစီအစဉ်အတွက်တူမကိုဆက်ပြီးအတုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်သူကဟယန်ရဲ့အလောင်းကိုမွန်စတာတက်တာမဟုတ်ပဲလူတက်မှုဆိုတာတိတာနေတဲ့အတွက်တက်တွေဖြောက်ဖို့သူ့ရဲ့မောပညာနဲ့အလောင်းကိုပြဖြစ်အောင်အကုန်လောင်ကျွမ်းပစ်လိုက်ပါတယ်နောက်တော့လီတို့အဖွဲ့မှတ်ချက်ထားမှာဖက်ကနေပြန်ဆုံကြတယ်ဖက်ကဟယန်အောင်ကြောင့်မေးတဲ့အခါလီကတူမတီဆုံသွားပြီဖြစ်ကြောင်းပြောပြခဲ့တယ်လီဟာမန်နာရီအလွန်ကျွံသုံးလိုက်ရလို့သတိလစ်သွားခဲ့ပြီးပြန်လို့လာတဲ့အခါမှာတော့သူတို့တုံငယ်ချင်း၃ယောက်အေးစစ်စစ်နားနေကြတာကိုတွေ့လိုက်ရတယ်လီကသူတို့၂ယောက်လုံးဟာတူတွက်အရန်အဖိုးတန်တယ်လို့တော်ကီလန်ရီနဲ့ချွတ်ပြောလိုက်တဲ့အခါဖက်ကနေဟယန်တို့၂ယောက်လုံးပျော်လွန်းလို့အကြီးပြောသွားကြပါတော့တယ်ဖက်အပြင်ကိုကင်းလဲဖို့ထွက်သွားအချိန်မှာလီကတူရဲ့ status window ကိုဖွင့်ကြည့်လိုက်ပါတယ်ထူးထူးရှားပဲတူရဲ့ like point ကနှစ်ခုတူးလာခဲ့ပါတယ်ဒါတင်မကသေးဘူးဟယန်ကိုမိုင်းအိုင်းနဲ့ကြည့်လိုက်တဲ့အခါတူမရဲ့ description မှာကျမက over ရဲ့ name fan ပါလို့ရေးထားတာကိုတွေ့လိုက်ရတဲ့အတွက်လီတယောက်ကြောင်အပ်သွားရပါတယ်လီဟာတက်ရှင်ဖို့အတွက်ဆိုရင်ဘလို့လမ်းစဉ်ကိုမဆို6နိုင်မို့ဆုံးဖြတ်ထားတဲ့အတွက်ဟယန်ကိုယုံဝင်နဲ့ဆွဲထွင်းပြီးဖတ်ထားလိုက်ပါတယ်တူမကိုချစ်သူလိုမျိုးဟန်ဆောင်ပြီးပုံနီးဆန်လုပ်ထားမှနောက်အန္တရာယ်ကင်းမဲ့ဆိုတာတူကောင်းကောင်းသိထားလို့ပါဒါပေမဲ့သူတို့နှစ်ယောက် romantic ဆန်နေလုံးပါဖက်ကအရှိမတော်ရောက်လာပြီးအနောက်ရှက်ပေးခဲ့တယ်ဒီမှာတင်ဖက်ကအမှန်တရားကိုဖွင့်ပြလိုက်ပါတော့တယ်သူကကဘာမြေပေါ်မှာတော့ကနာမည်ကြီးအရှိဆရာဝန်တယောက်ဖြစ်ခဲ့ပြီးလီနဲ့ဟယန်ကိုနီးစက်အောင်နောက်ွယ်ကနေအမြဲတမ်းမြောက်ပင်ပေးနေခဲ့တာပါဒါကိုတိရတဲ့လီကတော့သူတို့ကိုအောင်တွေရကောင်းလာဆိုပြီးစောက်ရန်ကိုဒေါ်လာထွက်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့သူတို့အားလုံးစကန်ကိုပြန်လာကြရင်းနဲ့ပဲဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ဗျအားပေးကြတဲ့တင်ငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဆက်လန်တွေမှာပြန်တွေ့ကြပါမယ်